they should appear. Oh, good on the body that you day. Amen. Good to know, they should have no. I change time, cause you sign me. Hardly don't know, say, no, case I die, go, die when you been, amen. Kurachano, go, they should have oh, Jesus in a
ချင်းနဲ့ပဲလုံနိုင်မှာတည်တည်ချင်းနဲ့ပဲချီးသူတော်ကြောင့်ကောင်းချီးပေးလေဗျာတည်တည်ချင်းနဲ့ပဲထားနိုင်မှာတည်တည်ချင်းနဲ့ပဲချီးသူတော်ကြောင့်ရှင်နေလေဗျာဆုံးလေမှာတည်တည်ချင်းနဲ့ပဲလုံနိုင်မှာတည်တည်ချင်းနဲ့ပဲချီးသူတော်ကြောင့်ကောင်းချီးပေးလေဗျာဆိုင်ကမှာ
ရှိတဲ့ပြစိတ်ရှိတဲ့ပြအာမင်စိတ်ရှိတဲ့ပြစိတ်ရှိတဲ့ပြလွန်ချူခဲ့ပြင်းများဘယ်တော့မှမမေ့တဲ့ပြတော့တဲ့သူအာမင်စိတ်ရှိတဲ့ပြစိတ်ရှိတဲ့ပြစိတ်ရှိတဲ့ပြခေါ်လို့တဲ့ပြစိတ်ရှိတဲ့ပြအာမင်စိတ်ရှိတဲ့ပြစိတ်ရှိတဲ့ပြNo gaulo chita mohoma me su daulo yada mohoma dichana lede lade chisu doga lo pi Jesus
စုတော်ကလုံးလုံးပေးတယ်ကျွန်တော်ကောင်းလို့ချစ်တာမဟုတ်ပါဘူးစုတော်လို့ရတာမဟုတ်ပါချီးမွမ်းပါရပါ Oh hallelujah Oh ရကတဲ့ကိုရချီးဆိုတော့တတပဲ Oh hallelujah hallelujah Oh ချီးဆိုတင်နေကိုရော Oh ကျွန်တော်ကောင်းလို့မဟုတ်ပါဘူး Oh ကျွန်တော်ကျမတို့တနိုင်လို့မဟုတ်ပါဘူး Oh ရလို့ကိုရချီးဆိုတော့တချဖြစ်တယ် Oh ချီးဆိုတော့တချဖြစ်တယ် Amen Amen, amen. Oh, hallelujah. Oh, ကျွန်တော်ကျမတို့လုံးဆောင်နိုင်လို့လည်းမဟုတ်ပါဘူး Oh, ကိုရချီးဆိုတော့ကိုရကိုချီးဆိုတယ် Oh, မဆုံးလေးတဲ့သမီးရောက်စီတိုင်း Oh, နေရာစီတိုင်းလာပြဖို့ဆောင်ပြီးတော့ကိုရချီးဆိုတော့ကိုချီးမွမ်းပါတယ် Hallelujah. Oh, hallelujah, hallelujah. Oh, amen, hallelujah, hallelujah. Oh, shira ra ra re. Yetaro shin pa pya kuro ko Jesu tin ne pa. Oh, dini chimon chin ko kwai chin le ma. Oh, ta tami yaw si dai po. Oh, tu di saka pyo le twa chang kuro ko Jesu tin ne pa. Oh, kuro ye chi chin myet ta ko. Oh, te ta pan pho pya le twa chang kuro ko Jesu tin ne pa. Oh, hallelujah. Oh, 亲妙亲公有钱龙送过过了过别了，耶稣那么来苏当世间那么来发别的看，阿门。哈利路亚，哈利路亚。Hallelujah မဲမောက်တော်ထဲမှာပြောင်းမွေးပါသလားမဲမောက်တော်ထဲကိုကောဆောင်ပြတဲ့တန်ရှင်းတော်ဝိညာဉ်တော်နဲ့အသုံးပြုတဲ့ worship team နဲ့ musician တို့ကိုလည်းခေါ်ပြတဲ့ဂုဏ်ပြုကြရအောင် Amen Hallelujah Hallelujah ဘုရားရှင်ကောင်းမြတ်ပါတယ်ကောင်းမြတ်ပါသလားဘယ်မှာကောင်းမြတ်တာလဲကျွန်တော်တို့ပေါ်မှာကောင်းမြတ်တဲ့ဘုရားဖြစ်တယ်အာမင်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်အရင်ဆုံးချွေးကြော်ကြရအောင်ဘုရားသခင်ကကျွန်တော်တို့အတွက်အမြဲတမ်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်နေ့စဉ်အစမပြတ်ဆောင်ရှောက်ကိုယ်ကဆောင်ရှောက်ပြတဲ့ဘုရားဖြစ်တယ်ဘုရားရှင်ရဲ့ကောင်းမြတ်ခြင်းကြောင့်ကျွန်တော်တို့ကျမ်းမာစွာနဲ့နိဗ္ဗာန်တော်ရောက်နိုင်တာဖြစ်တယ်အာမင်အကြောင်းဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာ၃ချိန်ဝန်ခံကြရအောင်ဒီနေ့3ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်အပေါ်မှာအာမင်အာမင်အာမင်ဘုရားရှင်ဟာကျွန်တော်တို့ရဲ့အနာဂတ်အတွက်အမြဲတမ်းကောင်းမြတ်တဲ့ဖြစ်တယ်ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ရဲ့လုပ်ငန်းပေါ်မှာလည်းကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ဒီနေ့ဒီကိုရောက်လာတဲ့မဲဆွေများအလို့အကိုင်မရှိတဲ့တို့ဖြစ်ရှင်ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ဘုရားရှင်ကကျွန်တော်တို့အကောင်းဆုံးပြင်ဆင်ပေးမယ်ဖြစ်တယ်အာမင်ယုံကြည်ခြင်းပင်ဝန်ခံကြရအောင်ကျွန်တော်ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့အနာဂတ်လုပ်ငန်းပေါ်မှာအာမင်ဒီနေ့တော့ဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့အနာဂတ်လုပ်ငန်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့အနာဂတ်လုပ်ငန်းပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်ကျွန်တော်ရဲ့အနာဂတ်လုပ်ငန်းပေါ်မှာအာမင်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 ဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာအခုချိန်မှာနိုင်ငံတိုင်းမှာနော်တရင်းနေရရှစ်ဖြစ်တဲ့
တရင်နေကြီးပဲကြက်ရတယ်နော်ဒါပေမဲ့ဘုရားရှင်ကကောင်းမြတ်တာဖြစ်တယ်လူတွေသာမကောင်းတာဘုရားရှင်မဲ့တိုင်းကောင်းမြတ်တာဖြစ်တယ်အာမင်ဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာโอเคကဲအရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာဘုရားရှင်ကောင်းမြတ်ပါတယ်နိုင်ငံတကာပေါ်မှာအာမင်အာမင်ကျွန်တော်ချမ်းသာတဘောလောက်ပတ်ခြင်းနဲ့စာလံ69မြောက်သောစာလံပိုင်းငယ်30မြေရီထိုးပြလို့ရမလားအကောအားလုံးအတူတူပတ်ခြင်းလို့နော်ရအစင်ပေးမယ်ဆိုရင်ပါဝပွဲမှာထိုးပြလို့ရမလားရရင်ထိုးပြပါ69မြောက်သောစာလံအပိုင်းငယ်9အတူတူပတ်ကြရအောင်ငါတို့ဤဘုရားသခင်ထာဝရဘုရားကိုချီးမြှောက်ကြလော့တန်ရှင်သောတောင်တော်မှာပြောဝတ်ကိုးကွယ်ကြလော့အကြောင်းမူကားငါတို့ဤဘုရားသခင်ထာဝရဘုရားသည်တန်ရှင်တော်မူတည်းအာမင်ဘုရားရှင်ဟာချီးမြှောက်ခြင်းထိုက်တန်တဲ့ဘုရားဖြစ်တယ်အာမင်အရာမဲ့ကောင်းမြတ်တဲ့ဘုရားဖြစ်တယ်တန်ရှင်တဲ့ဘုရားလည်းဖြစ်တယ်အာမင်โอเคစီစဉ်လိုက်ဆက်တော့ကြရအောင်ဒီနေ့CM မြန်မာစီစဉ်မှာပေါ့နော်ပထမအဆုံးချိန်ပါဝင်ရခြင်းဖြစ်တဲ့ဆိုတဲ့မဲဆွေများရှိကန်ဆရာမပါသေးဘူးနော်ဆရာလည်းနဲ့ဆရာဆောင်ပေးမပါသေးဘူးဒီမဲဆွေများထဲမှာဒီနေ့မြန်မာစီစဉ်မှာပထမအချိန်ပါဝင်ရခြင်းဖြစ်တဲ့ဆိုတဲ့မဲဆွေများရှိကန်လက်ကလေးထောင်ပေးပါကျူဆိုခြင်းပါတယ်ကောင်းချီးပေးခြင်းနဲ့ယေရှုနာမဖြင့်ရှိပါသလားရှိလားရှိနေတဲ့တူတယ်နော်ကျွန်တော်တွေ့နေတယ်ကျွန်တော်တွေ့နေတယ်โอเคမတ်တရပေးပါနော်ဆိုခြင်းနဲ့ဆရာလည်းပြင်းနဲ့ဆရာဆောင်ပြီးဟုတ်တယ်နော်ဆရာတော်ကလည်းပြင်းနဲ့ဆရာဆောင်ပြီးလဲကျေးဇူးပြုရမတ်တရပေးပါကျွန်တော်တို့အဲဒီလိုပဲပေါ့နော်ဖယားယောက်ျားလေးပဲဆိုတော့လေဖယားသားမျိုးဖယားရှင်ကောင်းချီးပေးပါစေလို့ပြောရအောင်โอเคဒီနေ့တော့ဖယားသားများဖယားရှင်ကောင်းချီးပေးပါစေဖယားသားများဖယားရှင်ကောင်းချီးပေးပါစေဖယားသားများဖယားရှင်ကောင်းချီးပေးပါစေအာမင်ပြန်ထိုင်လို့ရပါပြီခဏနေချင်းဆရာလည်းပြလိုအပ်တယ်လို့ပေါ့နော်ဆရာဆောင်ပြောလည်းမေးဆက်ပြပါလိုအပ်ရင်လိုပြလားဘာညာပေါ့လိုအပ်ရင်လိုအပ်တယ်လို့ပေါ့နော်โอเคကိုချိန်မှာဘုရားရှင်ရဲ့နိုင်ငံတော်အတွက်ပါဝင်ရမယ့်ချိန်ဖြစ်ပါတယ်အလိုတော်ငွေအတွက်ဆူတောင်းပေးမဲ့ဆူတောင်းပေးဖို့ရအတွက်ပထမပွဲကိုဖိတ်ခေါ်ချင်ပါတယ်အလိုတော်ငွေကောက်ခံပေးမဲ့တုံးပီနဲ့ဒုံပီချေပြကောက်ခံပေးပါလူတော်ကောက်ခံနေတဲ့အချိန်မှာဂုံတော်ချီးမွမ်းမဲ့တန်မွန်ပီအလုံးကိုယေရှုနာမနဲ့ဖိတ်ခေါ်ခြင်းနဲ့လက်ကုပ်တေးလျက်ချိုးချိုးကြရအောင်အလုံးတော်ရဲ့ဆုတောင်းကြအောင်ကောင်းမြတ်ဆုံးတော်မတော်ဖပြားဤနေကြတော့ကြည်တော်ချီးမွမ်းပါ၏တပတ်သားလုံးအတွက်ကိုတော့ကောင်းမစွာပြည့်ကွယ်ကဆောင်မပေးမှာကပဲနဲ့အိန္ဒိယမှာလဲကောင်းမစွာပြည့်ကိုရောရှင်များပူဆောင်ပြီးကိုရောရှင်များကိုချီးမွမ်းရတဲ့အခွင့်အရှိမကပဲနဲ့ဒီအလူငွေအားဖြင့်ပါဝင်ဖို့ရတဲ့အချိန်ခွင့်အခါခွင့်ပြင်ဆင်ပေးသနာတော်မလို့ကြောင့်ကြည်တော်ချီးမွမ်းပါ၏ပါဝင်သွားတဲ့တာမီအရောက်စီတိုင်းမှာကိုရဲဂရီဒေါ်လာဒီအတိုင်းအစ30အစ60အစတရားတဲ့မှာတိတော်ကောင်းခြင်းမင်္ဂလာများကိုပြန်လာပြီးတော့မှရရှိစေမှာကပဲဒီအလူငွေကိုရောဘုံတော်ကိုယ်နိုင်ငံတော်ကျေပြန့်စီဖို့အတွက်ကောင်းကြီးပလိစပါမိကြောင့်သခင်ယေရှုဘုရားရဲ့မြတ်သောနာမကိုမြည်ပြီးကြည်တော်ဘောင်းကိုချီးမွမ်းလက်တော်ရဲလို့ဆုတောင်းစက္ကအနမ်းကြပါ၏ဖပါရှင်အာမင်
ချင်းနဲ့ငိုနေတာသူသိတယ်ခံစားချက်တွေစွမ်းအားနေပြီမယ်ကြည်ကွယ်တဲ့နှလုံးသားခေါ်တန်ကူသူချတယ်အမြဲရှိနေမယ်မမေးလိုက်ပါနဲ့တင်ရှုံရှုံချင်းနဲ့ကြုံနေတာသူသိတယ်စကားလုံးတွေပြောင်းရှာနေပြီမယ်မြောက်လင်းချင်နေပြီစီမဲကူရောရှိတယ်စမ်းလျှော်ပါနဲ့နောက်မဆိုးပါနဲ့အားနေတဲ့ခါတိုင်းအမြဲဆူတောင်းပါငိုယုံနေချိန်တိုင်းမဖြေသာတဲ့ခါပူလောင်နာခြင်းစေမင်းမြဲရေလေတိုးလိုက်ပါငိုရောနေအကောင်းဆုံးနေတွေထဲမင်းမပါတဲ့ခါကူရောရှင်ဖဖယားပေါ်ပြူပြီးမအစင်သာလုံးလောက်စေ Jesus ရောကျွဲအမြဲတမ်းဆူတောင်းနေမယ်လူသားတယောက်မို့လဲပြူချိန်တင်ကြုံရမယ်ဒါလောကရဲ့ဖြစ်ပျက်တွေပါပဲခံအားများနဲ့ဆွေးချူမဲ့ကူရောရှိတယ်အလည်းမလျှော့ပါနဲ့ခက်ခဲလို့နေလေJesus ရောကျွဲအမြဲတမ်းဆူတောင်းနေမယ်အစင်သာလုံးလောက်စေ Jesus ရောကျွဲအမြဲတမ်းဆူတောင်းနေမယ်ကျေးဇူးတင်တယ် ဟာလေလုယာဟာလေလုယာတန်ချူချူလေးနဲ့ဘုံတော်ကိုချီးမွမ်းတော်တဲ့မွန်ပြီးဘုရားရှင်တာရွေးပေးတိတ်တုံးပြပါစေဘုရားရှင်ရဲ့နိုင်ငံတော်အတွက်ပါဝင်တဲ့တာသမီးရောက်ချင်းစေလိုက်ပေါ်မှာဘုရားသခင်လုပ်ငန်းကိုင်ငန်းတိုင်းမှာစင်ပြေချိုးမွေပြီးတော့စထုံပေါင်းမကမြတ်စောကောင်းခြင်းနဲ့တူလောင်ပါစေအာမင်ကိုချိန်မှာ
နှုတ်ကပတ်တော်ကျမ်းနာရမယ့်ချိန်ဖြစ်တယ်အလုံးမတည့်ရဲ့ပြီးတော့ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ကျွန်တော်တို့ဖြစ်တယ်၃ချိန်ဝန်ခံကြရအောင်ဒီနေ့ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်ဒီနေ့ကျမ်းနာရမယ့်နှုတ်ကပတ်တော်ဟာကျွန်တော်တို့ဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်၃ချိန်ဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ကိုကြိုးဆိုပါတယ်တန်ရှင်တော်ဝိညာဉ်တော်ရဲ့အသုံးတော်ခံမဲ့ဆရာကိုလက်ခေါ်ကြည့်တဲ့ကြိုးဆိုကြရအောင်Hallelujah, hallelujah. မထိုင်ဒီပဲနဲ့ဘေးကလူကိုပြုံလေးကြည့်ပြီးတော့မှမတွေ့တာအရန်ကြတယ်နော်ဘယ်ရောက်နေလဲလို့ပြောပေးပါအောင်အရင်ပတ်နဲ့လုံးဝမတူဘူးထူးခြားနေတယ်လို့ပြောပါအောင် Hallelujah ထူးခြားတဲ့သူနဲ့အတူတူဒီကနေ့စုံခွင့်ရလို့သူပဲကျေးဇူးတင်တယ်လို့ပြောပေးပါအောင်ကဲဟုတ်ပြီဖျားတခင်ကိုကျေးဇူးတင်တဲ့အနေနဲ့ဖျားရှင်ကောင်းမြတ်လုံးနဲ့ကျွန်တော်ပေါ်မှာဆိုပြီးလက်များမြောက်နဲ့ရင်ပတ်မှာအတိမတ်ပြုမယ်အာမင်၃ချိန်ဝင်ခံမယ်1 2 3ဖျားရှင်ကောင်းမြတ်လုံးနဲ့ကျွန်တော်ပေါ်မှာဖျားရှင်ကောင်းမြတ်လုံးနဲ့ကျွန်တော်ပေါ်မှာဖျားရှင်ကောင်းမြတ်လုံးနဲ့ကျွန်တော်ပေါ်မှာလက်ခုပ်တည်းဖျားတခင်ကိုတူချီးမွမ်းရအောင်အာမင်အာမင်ပြန်လဲထိုင်ရအောင်ဟုတ်ပြီအရင်ပဲကျေးဇူးတင်တယ်ကျွန်တော်ဒီအချိန်နဲ့ဆိုရင်ကျွန်တော်တို့ ZCA အသင်းတော်ကျွန်တော်ဒါနဲ့ဆိုရင်၃ချိန်ကျွန်တော်တို့ဖခင်เจ้าကိုကျွန်တော် gospel နေနဲ့ရောက်လာကြရချင်းဖြစ်ပါတယ်ဂျေဇုတော်ကြောင့်2024မှာဆရာဟောက်ပေါင်းနဲ့အတူလာပြီးတော့မှတွေ့ဦးဆောင်မှုနဲ့ဒုတိယခေါက်ကျတော့ Histomika မှာအဲ့မှာစီခံခွင့်ရတယ်ဝတ်ရှုဦးဆောင်ခွင့်ရတယ်အချိန်လဲဒီမှာရှိတဲ့ဓမ္မမှုဆောင်ဆရာမများကျွန်တော်အချိန်ပေးတယ်အခုလဲဘာပဲဖြစ်ဖြစ်ဘုရားလမ်းဖွင့်ပေးတဲ့အချိန်လဲရှိမယ်ဘာပဲဖြစ်ဖြစ်ကိုကဘုရားသခင်ပေးထားတဲ့ဘုရားသခင်တို့အမှုတော်ဆောင်တယ်ဆိုတော့သူများခေါ်မှမဟုတ်ဘူးအာမင်ကိုယ်တိုင်စိုက်ပျိုးရမယ့်အချိန်လေးရောက်နေပြီအာမင်ဆိုတော့အဲအကြောင်းဘုရားသခင်လမ်းဖွင့်ပေးတယ်ဆုတောင်းတယ်2025မှာဆုတောင်းတယ်ကိုရောအလူရှင်ကိုရောလမ်းဖွင့်ပြီးရင်တွားခြင်းနဲ့မလေးရှားမှာတွားပြီးတော့မှကိုရောရဲ့တည်င်းစကားတွားပြီးတော့မှတည်ခံဝင်ငါခြင်းနဲ့ဆိုပြီးဆုတောင်းတဲ့ဘုရားသခင်တိမပြုတ်ပေးတယ်ကျွန်တော်ပို့ဆောင်ပေးတယ်ဆိုတော့ဒီခေါက်မှာလဲဒီမှာဆက်စီမှာရှိတဲ့ဓမ္မမှုဆောင်ဆရာမများကျွန်တော်ကိုမငင်းငွေပဲနဲ့အာမင်ကျွန်တော်ကိုတရားဟောဖို့ကျွန်တော်ကိုအချိန်ပေးလို့ဒီမှာရှိတဲ့ဆရာမများမစဒီမှာရောက်ရှိလာတဲ့မြန်မာစာဖက်မှာရောက်ရှိလာတဲ့ညီကိုမောင်နှမများနဲ့အခုလို့နှွေးထွေးလန်းဆန်းအာမင်ဒီကနေ့များစွာသောလူတွေနဲ့တွေ့ခွင့်ရလို့လည်းအင်မတန်မှကျေးဇူးတင်တယ်လို့ကျေးဇူးတင်စကားရှိဦးစွာပြောချင်တယ်ဟာလေလုယာဆိုတော့၃ချိန်ရောက်ပြီဆိုတော့အထူးမိတ်ဆက်ဆရာလဲလူမယ်လို့တော့မထင်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နဲ့ဒီကနေ့ပါလာတဲ့ဆရာဆွန်ပီလေးမြောက်ပေးပါဦးနဲဆိုတော့ဆရာဆွန်ပီကျွန်တော်တို့ရွာတူတယ်နော်ကျွန်တော်တရွာသားချင်းပဲဆိုတော့သူက2025မှာကျေးဇူးတော်ကြောင့်ဒီမာလိုရီမှာ MCC ဆိုတဲ့အသင်းတော်သူတို့ကအစပြုတယ်ဆိုတော့ဒီသူနဲ့ဆက်သွယ်ရပြီးတော့မှဒီမလေးရှားမှာလာဖို့တခြားတင်းတော်တွေမှာသွားဖို့သူကိုယ်တိုင်ပဲပေါ့နော်ကိုယ်တိုင်လိုက်ဖို့ပေးတယ်အဆရသူပေါ်မှာလဲအင်မတန်မှကျေးဇူးတင်တယ်လို့ကျေးဇူးတင်စကားပြောချင်တယ်တွားခဲ့တဲ့တင်းတော်တွေတော့များပြီဒါပေမဲ့ခုနကျွန်တော်တို့ MC လုပ်ပြီးတဲ့အကိုပေါ့နော်အကိုလားဆရာတော်မသိဘူးနော်သူကိုယ်တိုင်ပဲမိတ်ဆက်ပေးပါဆိုလို့ဒီနေ့မှပြန်ပြီးတော့မှနှိုးဆော်မှုရလို့တွားခဲ့တဲ့တင်းတော်တွေတော့များတယ်ဒီကနေ့မှသူအကြောင်းကိုဒီကနေ့မိတ်ဆက်ခွင့်ရတယ်ပေါ့နော်တတိရတယ်ပေါ့နော်ဆိုတော့ဆရာဆောင်ပြီးဖြစ်တဲ့ MCC မှာသူ senior pastor ဖြစ်တယ်ဆိုတော့ဒီကလူငယ်တွေလည်းသူတို့စီမှာ gospel တွားပေးကြပါနော်ခွန်အားတွားပေးကြပါ music တမားတွေ worship တွေပေါ့နော်ဆရာတို့လည်းတရားဟောပေးပါတွားပြီးတော့မှခွန်အားတွားပေးကြပါအောင်လို့လည်း
ဒီနေရာကနေဆရာအစားကျွန်တော်ပဲဒီနေရာကနေနှိုးဆော်ချင်တာဖြစ်ပါတယ်ဟုတ်ပြီဒီကနေ့ကျွန်တော်တို့အတူတကွခွန်အားယူရမယ်ခေါင်းစဉ်ကတော့ကျွန်တော်တို့တမိုင်းပြောင်းလဲခြင်းဖြစ်တယ်အတူတကွပြောကြည့်ရအောင်ကျွန်တော်တမိုင်းပြောင်းလဲမယ့်နေ့ဖြစ်တယ်လို့သုံးချိန်ဝင်ခံရအောင်1 2 3ကျွန်တော်တမိုင်းပြောင်းလဲမယ့်နေ့ဖြစ်တယ်ကျွန်တော်တမိုင်းပြောင်းလဲမယ့်နေ့ဖြစ်တယ်ကျွန်တော်တမိုင်းပြောင်းလဲရမယ့်နေ့ဖြစ်တယ်လက်ခုပ်တီးပြီးအတီးပြုတ်ရအောင်ဟာလေလုယာဟာလေလုယာအော်ကျွန်တော် music ဆရာကိုညီပါအောင်ဆရာလက်ခုပ်တီးပြီးကြိုဆိုရအောင်ဟုတ်ပြီဟုတ်ပါဟုတ်ပြီဟုတ်ပြီဆိုတော့တမိုင်းပြောင်းလဲခြင်းကျွန်တော်တခါတည်းပဲနှုတ်ကပတ်တော်ကိုဖတ်သွားမှာဖြစ်တယ်နိကောခန်းကြီးကစခွန်ပြီးတော့မှရှင်မဿဲခန်းကြီးခွန်ပိုင်းငယ်27 20နိကောအခန်းကြီးကစခွန်ရှင်မဿဲခန်းကြီးခွန်27 20နိကောခန်းကြီး50ခွန်မှာလူမီဒီကခရစ်တော်၌ရှိလင်အသက်ပြုပြင်သောတတဝါဖြစ်၏ဟောင်းသောအရာတို့သည်ပြောင်းလဲ၍ခတ်သိမ်းသောအရာတို့သည်အသက်ဖြစ်ကြ၏ရှင်မဿဲကျမ်းကိုဆက်လက်ပြီးသူတို့ကပြန်လဲဖတ်ရအောင်ခွန်27ကနေစဖတ်ရအောင်ဒီနေ့တော့ဖယားတခင်ဟုငါကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတို့ဝင်ရလိမ့်မည်မဟုတ်ကောင်းကင်ဘုံ၌ရှိတော်မူသောငါခမေးတော်ဤအလိုတော်ကိုဆောင်တော်သူသာလင်ဝင်ရလိမ့်မည်လက်ခုပ်သေးလက်နှုတ်ကပတ်တော်ကိုအတူတူဝန်ခံရအောင်အာမင်အာမင်အာမင်ဒီနေရာမှာတမိုင်းပြောင်းလဲခြင်းဆိုတာကကျွန်တော်တို့လူအနေနဲ့အထူးသဖြင့်လူငယ်တွေအနေနဲ့ပတ်စံရှိမှဘဝအသက်တာပြောင်းလဲတယ်လို့ကျွန်တော်တို့တော်တော်များများလူငယ်တွေခံယူတယ်အဲ့ဒီဟာကမန်တလိုနဲ့မမှန်ပါဘူး။ဘာကြောင့်လဲဆိုတော့ပတ်စံရှိလို့လူတယောက်ရဲ့ဘဝပြောင်းလဲဆိုတော့ကမဟုတ်ဘူး။ဘာပြောင်းလဲလဲဆိုတော့ပတ်စံချမ်းသာတော်သူပဲဖြစ်တယ်။ပတ်စံရှိတော်သူပဲဖြစ်တယ်။သူ့ရဲ့ဘဝကပြောင်းလဲသွားတာမဟုတ်ဘူး။ပတ်စံမရှိတဲ့ဘဝကနေပတ်စံရှိတဲ့အသက်တာပဲဖြစ်တယ်။နားလည်ဖို့ဖျက်စီမဆပါစေ။အာမင်ကျွန်တော်တို့ကဘယ်အရာမလဲလောကအရာဒီချိန်ဆိုမှလဲလူငယ်တွေဆိုရင်ရည်ပန်းစားနေတဲ့7 Pro 70 Pro Plus ကျန်တာတော့ကိုကြိုက်တဲ့အရာတွေခေါ်ဖို့နော်ပြောဖို့ဝန်ခံဖို့ဆိုတော့တချို့တော့အရာတွေလားတကယ် brand ဖြစ်တဲ့အင်ဂျီတွေဘောနော်တကယ်sneaker ဖနက်ဘူဖနက်ဒီမဆာအဲ့ဒီအရာကဟုတ်တယ်လို့လည်းမဟုတ်ပါဘူးတကယ်ဘဝပြောင်းလဲခြင်းဆိုတာတကယ်နှုတ်ကပတ်တော်ပြောထားတဲ့ကခရစ်တော်၌ဘဝရဲ့ပြောင်းလဲခြင်းခရစ်တော်အထဲမှာဘဝရဲ့ပြောင်းလဲခြင်းကစုံလင်ခြင်းပဲရှိတယ်လို့ပြောပါတယ်လက်ခုပ်တီးပြီးနှုတ်ကပတ်တော်အတည်ပြုရဟာလေလုယာဟာလေလုယာလောကအရာကတော့တင်းရဲ့ဘဝနိုင်ငံခြားတွေသွားမှမြန်မာနိုင်ငံမှာဆိုတကယ်ပရမယာတွေထွက်တဲ့ရွှေတွေနော်ထွက်တဲ့နေရာမူးကုတ်တော့ဖားကန်းတို့နေရာတွေတွားမှအဲ့ဒီကြောက်တွေကိုကျွန်တော်တို့ကြောက်အောင်မှပရမယာတွေအောင်မှဘဝပြောင်းလဲတယ်လို့ခေါ်တယ်အဲ့ဒီအရာကပတ်စံမရှိတဲ့ဘဝကနေပတ်စံရှိတဲ့ဥစ္စာတွေကိုရှိဝယ်နိုင်စားနိုင်သုံးနိုင်တဲ့ဘဝပဲဖြစ်ပါတယ်တကယ်နှုတ်ကပတ်တော်ပြောထားတဲ့ဘဝ history ပြောင်းလဲတယ်ဆိုတော့ယေရှုခရစ်ထဲမှာပဲရှိတယ်လို့အတိအလင်းပြောထားပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒါကြောင့်ကျွန်တော်အယံခေါ်အပ်ရတာပါလေလူတွေကတဲ့ခရစ်တော်၌ရှိလင်းတဲ့အာမင်ခရစ်တော်ကိုသိလင်မဟုတ်ဘူးခရစ်တော်၌ရှိလင်းအဲ့ဒီခရစ်တော်ထဲမှာဆုံလင်ခြင်းအာမင်ဖြောင့်မတ်ခြင်းကြွယ်ဝခြင်းလိုတရအရာအားလုံးဆုံလင်ခြင်းရှိတဲ့မျက်မှောက်တော်သည်တဲ့ယေရှုခရစ်ထဲမှာပဲရှိတယ်လို့အသေးလင်းပြောပါတယ်ဟာလေလုယာဟာလေလုယာအဲ့တော့အောက်မှာဘာပြောတယ်ဟောင်းတဲ့အရာတွေအရာခတ်သိမ်းတွေတဲ့ဟောင်းတဲ့အရာတွေအရာခတ်သိမ်းတို့တဲ့အသစ်ပြုတ်ပြင်နေတယ်အသစ်ဖြစ်စေတယ်
ဆိုတော့ယေရှုခရစ်ထဲမှာတဲ့ကျွန်တော်တို့ရှိခြင်းယေရှုနဲ့တလုံးတဝတဲ့ဖြစ်ခြင်းယေရှုခရစ်၌ကျွန်တော်တို့ရည်တည်ခြင်းယေရှုခရစ်၌မိခိုခြင်းအသက်တာတဲ့အရာခတ်သိမ်းကပြောင်းလဲတယ်တဲ့အာမင်ဆိုတော့ယေရှုခရစ်နဲ့ကျွန်တော်တို့အသက်မရှိရင်ယေရှုခရစ်နဲ့ကျွန်တော်တို့အတူတကွတလုံးတဝတဲ့မဖြစ်ရင်အဲ့ဒီဟောင်းတဲ့အရာကပုံမှန်ပဲဖြစ်မယ်ဆိုတဲ့အရာကိုပြောထားတာဖြစ်တယ်ဘယ်လိုပြောပါအောင်လောကအရာဥစ္စာကရှိခြင်းကဘဝ history ပြောင်းလဲတာမဟုတ်ဘူးလို့ပြောပါအောင်ယေရှုခရစ်ထဲမှာပဲ history ပြောင်းလဲခြင်းရှိတယ်လို့ပြောပါအောင် hallelujah 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 ရှမတဲခွန်27မှာဘာအရင်ပြောတာတခင်ကိုငါ့ကိုရှောက်တော်သူတိုင်းကောင်းကင်နိုင်ငံတို့ဝင်ရလိမ့်မည်မဟုတ်ဘူးတဲ့ဆိုတော့ဒီကနေ့ဘဝပြောင်းလဲခြင်းဒီကနေ့အသက်စစ်မှန်တဲ့ခရစ်တော်ထဲ၌ရှိခြင်းရဲ့အသက်တာကခရစ်တော်ကိုသိတဲ့အသက်တာမဖြစ်ပါနဲ့အာမင်ကျွန်တော်တို့ယုံကြည်သူတွေအသက်တာမှာခရစ်တော်ကိုသိတယ်ဖျားချောင်းသွားမယ်ပေးကမ်းမယ်လူဒန်းမယ်ဆုတောင်းမယ်တခြင်းဆိုမယ်အဲ့ဒါသိတာအဲ့ဒီအရာကသိခြင်းတကယ်ယေရှုခရစ်တော်ကိုယခြင်းယေရှုခရစ်ထဲ၌ကျွန်တော်တို့ဝမ်းမြောက်ခြင်းဆိုယေရှုခရစ်တော်ကိုယရှိခြင်းပိုင်ဆိုင်ခြင်းကိုဆိုလိုတာဖြစ်တယ်အာမင်လူတိုင်းအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင်ကျွန်တော်တို့ကလေးမျိုးဘက်မှာဆိုရင်အထူးသဖြင့်ကျွန်တော်တို့အေဝံကလေးဝင်ရတဲ့လရှိတယ်တကယ်ကျွန်တော်တို့အစိုးရမင်းတွေလည်းကျွန်တော်တို့ခွန်ပြုတ်နားလည်ပေးတဲ့အရာရှိတယ်အဲ့ဒီလကဒီဇင်ဘာလဖြစ်တယ်ဒီဇင်ဘာလအတိုင်းမှာကျွန်တော်တို့အေဝံကလေးတွေဝင်ရတယ်တခါနော်အေဝံကလေးဝင်ရသွားတဲ့လူကတဲ့အဖွားရေးတဲ့ယေရှုကိုသိလားတဲ့မသိပါဘူးနင်တို့ပြောတဲ့ယေရှုကိုမသိဘူးတဲ့တဏှာပြန်သွားတယ်အဖွားရေးတဲ့အဖွားကိုတဲ့ယေရှုကချစ်တော်နော်အမလေးမချစ်ပါနဲ့အဖွားကအသက်ကြီးပြီတဲ့သူဆူလိုချင်တာကအိုးတကယ်ချောမောလာပါတဲ့လူငယ်တူကအဖွားကိုစိတ်ဝင်စားနေတယ်နော်အဖွားကိုစိတ်ဝင်စားနေတယ်လို့သူကကြားတာယေရှုရှုတဲ့လူကအဖွားကိုချစ်တယ်လောက1500မြတ်တာနဲ့ချစ်တယ်လို့သူကထင်တာသူကဘာပြန်ပြောလဲဆိုအဖွားကိုမချစ်ပါနဲ့တော့အဖွားသွားလည်းမရှိတော့ဘူးတဲ့ဆိုတော့အဲ့လိုပဲဖြစ်တယ်အဲ့ဒီຢာကဘာလဲသူတို့တွေတော့မယုံကြည်သူတွေတောင်မှယေရှုကိုတိလားဆိုရင်တိတယ်တိလွန်းလုံးဘာလဲမချစ်ခိုင်းနေတော့အဖွားအသက်ကြီးပြီဟုတ်လားအဲ့ဒီຢာကတိချင်းပဲဖြစ်တယ်ယေရှုကိုရရှိပိုင်ဆိုင်တဲ့အသက်တာမဟုတ်သေးဘူးတကယ်ယေရှုကိုရရှိပိုင်ဆိုင်တဲ့ဆိုတဲ့အရာကအဲ့ဒီဟောင်းတဲ့ဘဝကိုကျွန်တော်တို့ဖြတ်ကျော်လွှားပြီးတော့မှတင်းရဲ့ဘဝရဲ့အဆက်အမှန်တင်းကိုဖန်ဆင်းရှင်တင်းကိုလူဖြစ်စေတဲ့ဖန်ဆင်းရှင်ဘုရားကိုသိရှိခြင်းရရှိခြင်းယေရှုခရစ်ထဲ၌အဲ့ဒီအရာခတ်သိမ်းတဲ့ဘဝဟောင်းနေပြောင်းလဲခြင်းရှိမှတည်းကျွန်တော်တို့ယေရှုကိုရရှိပိုင်ဆိုင်ခြင်းဖြစ်တယ်ဟာလေလုယာဟာလေလုယာဆိုတော့ကျွန်တော်တို့နံပါတ်1အနေနဲ့ဘာကိုတည်ထားရမလဲဆိုရင်ယေရှုကိုတည်တဲ့အသက်တာမဟုတ်ဘဲနဲ့ယေရှုကိုရရှိပိုင်ဆိုင်ဖို့ကကျွန်တော်တို့ကမိမိကိုမိမိဖြစ်ခြင်းကိုတည်ဖို့လိုအပ်တာဖြစ်တယ်မိမိကိုမိမိဖြစ်ခြင်းကိုတည်မှမိမိရဲ့ဘဝဆက်မှန်ကိုတည်မယ်မိမိရဲ့ဘဝဘယ်လိုအချိန်နဲ့ရောက်လဲဆိုတာတည်မယ်အဲ့ဒါမှတည်းကျွန်တော်တို့ရဲ့ဘဝ history ဆိုတဲ့တမိုင်းပြောင်းလဲခြင်းရှိလာမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ရဲ့အသေးအောင်ဘဝဟောပါလေကဘာဦးအခန်းကြီးနဲ့စက္ကမှာပြောထားလဲမစားပါနဲ့ဖယားတခင်ရဲ့ပြည့်ညတ်ထားတဲ့အဲ့ဒီအသီးစားခြင်းကတချို့သောလူတွေပြောတယ်နော်ယုံကြည်သူတွေအာဒမ်ရဲ့စားခြင်းအာဒမ်နဲ့အေဝါရဲ့အသီးစားခြင်းငါတို့နဲ့ဘာဆိုင်လဲမန်တလူလိုနဲ့မာနေတယ်နော်အဲ့ဒီအရာကတနည်းအားဖြင့်ကြည့်မယ်ဆိုရင်အာရမ်ရဲ့ခက်ကုံဆုံးသွားပြီပဲအခု21ရာစုတောင်ရောက်ပြီငါတို့နဲ့ဘာဆိုင်လဲမဆိုင်တဲ့အရာကတင်းနဲ့လုံးဝသက်ဆိုင်နေတယ်ဆိုတဲ့အရာဒီကနေ့နားလည်စေချင်တယ်ဒီကနေ့ကျွန်တော်တို့အခုမြန်မာစာပေမှာကျွန်တော်ဝတ်ပြုတ်လာတယ်အထူးသဖြင့်ဂျေဇုတော်ကြောင့်ပြောရမလားမိခင်နေတယ်ကျွန်တော်တို့ဒီမှာလူရယ်လို့ဖြစ်လာရင်လူတဦးတယောက်မိန်းကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်လူတဦးတယောက်ဖြစ်လာပြီဆိုရင်သူ့မှာမိဘဆိုတဲ့
အရာရှိပါတယ်ဒီကနေ့ကျွန်တော်တို့မှာမိဘမရှိလားရှိတယ်ဒါပေမဲ့အခုရောက်လာလားမရောက်လာဘယ်မှာရှိလဲအိမ်မှာရှိမယ်ရွာဒီမှာရှိမယ်အဲ့ဒါကြောင့်မရှိတဲ့ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ຢာကဆိုင်တယ်ပြောပါအောင်ငါတို့နဲ့မဆိုင်ဘူးလို့ပြောရင်ဆိုင်နေတယ်တော့ဘေးကလို့ပြောပြပါအောင်ဟာလေလုယာဟာလေလုယာဟာလေလုယာအချမောကျွန်တော်တို့ရဲ့တက်တာကအာဒမ်ရဲ့အသီးစားတဲ့ဖယားခင်ရဲ့စကားကိုနားမထောင်ခြင်းဘဝကဖယားတခင်ကအာဒမ်နဲ့ဧဝံကိုသူကပထမဦးဆုံးအဦးတီလူကိုဖန်ဆင်းထားတဲ့အဦးတီလူသားဖြစ်တယ်အချမောသူတို့စီကနေကျွန်တော်တို့စင်ကဲဖြစ်လာတယ်အာဒမ်နဲ့ဧဝံကဖယားတခင်စကားနားမထောင်လို့ဖယားတခင်ရဲ့အပြစ်ပေးခြင်းဖယားတခင်နဲ့ကင်းကွာခြင်းဝိညာဉ်တော်နဲ့ကင်းကွာခြင်းကိုကျွန်တော်တို့ရရှိသွားတာဖြစ်တယ်။အဲ့ဒီရကတင်လှုပ်ဆောင်လို့လည်းမဟုတ်ဘူး။ဘာကြောင့်လဲစင်ကဲကျွန်တော်တို့အဲ့ဒီအပြစ်ကိုကျွန်တော်တို့အမွေခံသွားလို့ဖြစ်တယ်။အကြောင်းကျွန်တော်တို့ကအဲ့ဒီအပြစ်ကိုမလုပ်ပါဘူး။အဲ့ဒီအသီးကိုမစားဘူး။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘိုးဘွားကျွန်တော်တို့ရဲ့ history တမိုင်းကိုစင်ဆက်ကျွန်တော်ကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ကအာဒမ်နဲ့ဧဝံကနေစင်းသက်လာတဲ့လူသားတွေဖြစ်တယ်လို့ကဘာဦးချက်မှာကျွန်တော်တို့အသီးအလင်းမြင်ရတာဖြစ်တယ်။အကြောင်းအဲ့ဒီဘဝကနေဖယားတခင်နဲ့ကင်းကွာတဲ့ဖယားတခင်နဲ့ဝေးကွာတဲ့လူသားကဘဝကနေဖယားတခင်နဲ့လုံးဝစုံဖက်လို့မရတော့ဘူးဖယားတခင်နဲ့မိတ်ထားရဖွဲလို့မရဘဝဟောင်း history ကနေကျွန်တော်တို့တကယ်စစ်မှန်တဲ့ယေရှုခရစ်တဲ့နိုင်ဘဝတည်ဒီကနေ့မိမိရဲ့ဖြစ်ခြင်းမိမိရဲ့အပြစ်ရှိခြင်းမိမိကိုယ်ကိုမကယ်နိုင်ခြင်းမိမိကိုယ်ကိုမလောက်ဆောင်နိုင်ခြင်းကိုကျွန်တော်တို့ဒီကနေ့မိမိရဲ့ဖြစ်ခြင်းကိုနားလည်ရမှာဖြစ်တယ်ကျွန်တော်လူငယ်တွေတချို့လွဲမားနေတဲ့ຢာရှိတယ်နော်အာဒမ်လှုပ်ဆောင်ပြီးသွားတဲ့အရာမားခဲ့တဲ့အရာကနှစ်2000ကျော်တောင်ရှိပြီဘာလို့ကျွန်တော်နဲ့ဆိုင်ပါလဲလို့ကျွန်တော်တို့ကိုတွေးတယ်နော်လုံးဝမားပါတယ်လုံးဝမားပါတယ်ဖယားတခင်ကိုယ်တိုင်ကအာဒမ်ကိုသူ့ရဲ့စိတ်ကူးရှိထားတဲ့အရာတလာပပပုံတံတွန်းထားတဲ့လူသားတွေဖြစ်ပါတယ်လူရဲလို့ဖြစ်လိုက်တဲ့ဘုရားသခင်နဲ့မဆိုင်ပါဘူးယေရှုခရစ်တော်နဲ့မဆိုင်ပါဘူး။အိုးအာဒမ်နဲ့ဧဝံနဲ့မဆိုင်ပါဘူးလို့သင်အဲ့ဒီအသွေးကိုရှိလာပြီဆိုတော့သင်နိုးထားရမယ့်ချိန်ရောက်ပြီလို့ကျွန်တော်ဒီကနေ့နိုးစော်ချင်ပါတယ်။အာမင်အာမင်အချမောကျွန်တော်တို့ကဒီကနေ့ဘဝအစစ်မှန်ပြောင်းလဲခြင်းရှိဖို့ကမိမိရဲ့ဖြစ်ခြင်းကိုသိမှသာလေအဲ့ဒီ history ပြောင်းလဲခြင်းဆိုတဲ့ကျွန်တော်တို့ဘဝအသစ်ကိုကျွန်တော်တို့ပိုင်ဆိုင်ရမှာဖြစ်တယ်တိယောဟန်အခန်းကြီးကအပိုင်းငယ်7မှာတိယောဟန်အခန်းကြီးကအပိုင်းငယ်7မှာတားတော်ကိုရတော်သူတွေအသက်ကိုရ၏တဲ့ဘုရားသခင်တားတော်ကိုမရတော်သူမူကအသက်ကိုမရတဲ့ဟာလေလုယာခုနမိမိရဲ့ဖြစ်ခြင်းကိုမိမိသိတဲ့အခါမှာတကယ် history ပြောင်းလဲခြင်းဆိုတဲ့ရကတားတော်ဆိုတဲ့ယေရှုခရစ်တော်ထဲမှာပဲရှိတယ်တဲ့အဲ့ဒီယေရှုခရစ်တော်ကိုရတော်သူကတဲ့ history ဆိုတဲ့ဘဝပြောင်းလဲခြင်းနော်လောကမှာပြောင်းလဲခြင်းအရာမဟုတ်ဘူးနော်နောင်တမလွန်အတွက်ဒီလောကအတွက်လည်းဖြစ်တယ်နောင်တမလွန်အတွက်လည်းဖြစ်တယ်ဟာလေလုယာဟာလေလုယာယေရှုခရစ်တော်ကိုရတဲ့သူကတဲ့လုံးဝစစ်မှန်တဲ့ပြောင်းလဲခြင်းကောင်းကင်အရက်မှာအဖခမင်းတော်ရဲ့တိမှတ်ပြုခြင်းအဖခမင်းတော်နဲ့အတူဘုံတော်ဝင်စားရတဲ့အသက်တာကိုဆိုလိုချင်တာဖြစ်ပါတယ်လက်ခုပ်တိလက်နှုတ်ကပတ်တော်ကိုအတည်ပြုရအောင်ဟာလေလုယာဟာလေလုယာဆိုတော့အောက်မှာပြောထားသေးလေတိယောဟန်အခန်းကြီး9အောက်မှာဘုရားသခင်ရဲ့သားတော်ကိုမရတော်သူတွေအသက်ကိုမရဘူးဒီကနေ့ဘာကြောင့်ကျွန်တော်တို့ရဲ့ဘဝတွေမပြောင်းလဲနိုင်တာလဲဘာကြောင့်ကျွန်တော်တို့ဘဝတွေကမတိုးတက်နိုင်တာလဲvision ရှိဘူးလားမရှိတယ်လုံးဝရှိတယ်ကောင်းလို့နော်ဒီလပြင်းဘာတွေလုံးမလဲပတ်စံဘယ်လောက်စုမလဲဘ
လောက်စုပြီးတော့မှအိမ်ကိုမိဘတွေကိုဘလောက်ပူမလဲအလ္လာကောင်းလိုက်တဲ့ vision ဆွဲထားလိုက်တဲ့နော်အစီအစဉ်ကောင်းတယ်ဒါပေမဲ့လာစားလဲထုတ်ရောအိမ်လာစားလဲပေးရောဟိုသွားခြင်းနဲ့အထူးသဖြင့်မမများဖွဲ့မမများဖွဲ့နော်ဘာလဲတော့မသိဘူးကျွန်တော်တို့ကလေးမျိုးမှာနော်ကျွန်တော်တို့ကလေးမျိုးမှာအခုတလောလက်သေးတို့နှခမ်းတို့မြစ်တောင်တို့ဘာညာပေါ့သူတို့ဒီပြင်းနေဆိုင်အလာလက်ချိုးရည်လို့မရတော့ဘူးမင်္ဂလာဆောင်လဲပေါ်ဒလာမမင်းနဲ့နော်ဆယ်လပိုင်း17လ12လပိုင်းဆိုရင်သူအေးတဲ့ရာသီရောက်ပြီအလိုလိုနဲ့နော်ဆိုတော့အဲ့ဒီအလားပြင်းနေဆိုင်ပေါ်ဒလာမမင်းနဲ့အိုးဟိုတလန်းချာတိုင်းအဲ့ဒီဆိုင်နေရှိတယ်မင်္ဂလေးတွေဆိုရင်အိုးတနင်္ဂနွေနေ့အတွက်ဘယ်ရက်မှာသူတို့ကစီစဉ်ဆွဲတာတောက်ကြံနေညနေ3နာရီကနေတွားပြီနော်လုံးဝသိတယ်နော်အနာရီအချိန်တောင်သိတယ်အဲ့ဒီချိန်ဒီဆိုရင်တွားပြီအဲ့ဒီရဲ့အိုးညတွားအိန္ဒိနာချင်းတရက်ကွက်ထဲဆိုရင်တွား9နာရီထိရတယ်လေတွားတယ်ပြင်းတယ်ဘာလဲမသိဘူးဟိုစလုံးထဲမှာခြေထောက်တွေရောထားပြီးတော့မှဆေးတာတွေရောစုပ်ပြီးတော့မီးတွေနဲ့ဓာတ်ကင်တာတွေရောဘာလဲတော့မသိဘူးနော်စုံနေတာပဲဒီမလေးရှားရောက်တော့ကျွန်တော်ကြည့်တယ်နော်ကုံတိုက်နေမှာကျွန်တော်သွားတယ်ကြည့်တယ်တိတ်မရှိဘူးကလေးမျိုးကကျွန်တော်များသလားမမင်းနဲ့အမလေးပြိုင်ဆိုင်လိုက်ကြတာနော်ဆိုးလိုက်တဲ့ကာလာစပင်းနေနော်အခုစင်မိမအပြူမင်္ဂလိအပြူထက်အသက်30ရဲ့အထက်ပဲတယ်ဆိုအလ္လာရှန်ထွက်လို့ပြောရင်လည်းမဟုတ်အယံဟောတယ်လို့ပြောရင်ဒါလည်းရပါတယ်နော်ပူပြီးတော့မှတက်ကြွတယ်အဲ့ဒီအပိုင်းမှာပြင်ဆင်တဲ့အပိုင်းမှာနော်ဒါမဲ့အဲ့ဒီယာကသူ့ရဲ့ဘဝကိုလုံခြုံမှုပေးနိုင်လားသူ့ရဲ့ဘဝကိုတကယ်ပြောင်းလဲပေးနိုင်လားခဏတော့ပြောင်းလဲပေးနိုင်တယ်နော်ဆိုးတဲ့အချိန်ဘယ်ချိန်ဘယ်နှလခံမလဲတလအလွန်ဆုံးဒါတောင်မှသူ့ရဲ့အစဉ်စဉ် level တစ်ဆင့် business step by step ရှိရလေတခုတည်းကို9000တန်ရှိမယ်9580အဲ့လိုတွေရှိတယ်ဒီကျွန်တော်တို့မလေးရှားဆိုတော့လုံးဝ90တန်လုံးဝမရှိဘူး90နဲ့ပြား50နဲ့ပြား50နဲ့ဘာညာရှိတယ်ဟုတ်တယ်နော်လုံးဝ30 50အဲ့တော့အတိအကျမရှိဘူးမြန်မာနိုင်ငံလိုမဟုတ်ဘူးနော်30နဲ့ပြားဘယ်လောက်5ပြား10ပြားအဲ့လိုအစစ်စစ်နေရှိတယ်နော်အဲ့လိုပဲတချို့အဲ့ဒီအရာတွေကဘာလဲတလခံမယ်2လခံမယ်လာလိုက်သေးတယ်ဒီဇင်ဘာလဆိုရင်ကောက်လိုက်တဲ့ဖြောင်းလိုက်တဲ့စပင်းနေနော်အမလေးအခုမတ်လာအေပလာရောက်ပြီးဆွနီကလဲပူလီကလဲတိုက်နှခမ်းဒီလဲ6ဆူထားတဲ့လက်သေးတွေကလဲလေတိုက်လို့လွန့်ပါသွားရုပ်ကြားကလဲနင့်ကိုဘသူကတစ်နှစ်မှ4-5ခေါက်ဘသူကဆိုင်ကိုတွားပေးနိုင်မလဲကွာကိုရှာဟုတ်တယ်မလားအဲ့ဒီအရာတွေကတကယ်တော့ပြောင်းလဲတယ်လားလို့မင်းခဏပါပဲအချိန်ပါပဲနာယီပိုင်းပါပဲဒါပေမဲ့လူတွေကတော့ဗာလေခဏတစ်ဖြုတ်ရှစ်ပိုင်းလာပိုင်းခံတဲ့ပျော်ရွှင်မှုကိုမဲ့မောပြီးတော့မှဖယားเจ้าကိုမရောက်တော့တဲ့ဖယားတခင်ရဲ့မျက်မှောက်တော်ကိုကြောခိုင်းတဲ့လူတွေများတယ်အားကြောင့်မို့နော်ဒီမလေးရှားမှာတော့မှဒီလဆိုရင်မလေးကျွန်တော်နဲ့အတူလာတဲ့ gospel အဖွဲ့ကြီးအများကြီးရှိတယ်သူတို့ရှိfire တကယ်ဟိုကြောပွေးဒီနဲ့လာတာချင်းစကားပြောလိုက်ဒီတယ်ဟိုချင်းစကားမရတယ်လို့ပြောမှစကားနဲ့ဟေးလျင်ပေါ့မင်းတို့ဘွေးတွေထိုင်နေနေစင်ကြီးလားဟေးငါနေရတော့အေကွန်တိုင်းတယ်ပြောလိုက်ကြတာသူတို့ဆိုတကယ် fire တယ်နော်ပြီးခဲ့တဲ့ Sunday ညစီးရင်မှာကျွန်တော် worship တော့ဥဆောင်တော့တွားတွေ့တယ်အမသူတို့တွေအဖွဲလိုက်လာတာ4-5 6ရောက်တော့တယောက်ကတရားဟောတယ်တယောက်2ယောက်ကအဆူတောင်းဥဆောင်တယ်ကျွန်တော် worship ဥဆောင်မဲ့လို့တော့နေရာမရတယ်လို့ဖြစ်သွား
ဆိုတို့တကယ် fire တယ်တကယ်ဟောတယ်တကယ်လုပ်တယ်တကယ်လည်းခွန်အားရစရာဖြစ်တယ်သူတို့ကတော့မလေးရှားမှာပျောက်ဆုံးသောဝိညာဉ်တွေရှာတယ်မလေးရှားလူတွေလည်းမြန်မာနိုင်ငံမှာပျောက်ဆုံးသောဝိညာဉ်တွေအများများတယ်တနည်းမပြောနဲ့ဇိုကမတမ်လို့အေးဟုတ်တယ်နော်အပြင်းလန်းနေဆိုတော့အဲ့ဒီຢာတွေလည်းမကောင်းဘူးလားကောင်းပါတယ်ဒါမဲ့ဒီကနေ့ကျွန်တော်ဆိုလိုချင်တဲ့အရာကဘဝအတွက်ခဏတစ်ပြုတ်ပြောင်းလဲခြင်းကိုဒီကနေ့မရှာပါနဲ့တော့အာမင်ထာဝရငြိမ်သက်ခြင်းယေရှုခရစ်တော်ထဲ၌စုံလင်ခြင်းကိုပေးနိုင်တဲ့အရာတွေကျွန်တော်တို့ရှာရအောင်အာမင်ဟာလေလုယာဟာလေလုယာအရာမအင်မတမခွင့်ယေရှုခရစ်၌တည်လင်းတဲ့ဆိုတော့မတည်တဲ့အရာရှိတယ်ယေရှုခရစ်နဲ့တလုံးတဝသိမတည်တဲ့လူရှိတယ်တဲ့ဘယ်လိုပြောပါဦးယေရှုခရစ်နဲ့တင်မတည်သေးဘူးလားလို့တည်တာကိုပြောတာမဟုတ်ဘူးနော်တည်ခြင်းကိုပြောတာနော်တခါခါမြန်မာစကားလဲကျွန်တော်တို့ချင်းတွေတည်ပါတယ်အရန်တန်ပြီးတယ်လေနော်အရန်ဘာပဲပြောကြော်ဟင်းဆိုတော့ဟုတ်ပြီကျွန်တော်အောက်ကိုဆက်ပြီးတွားရအောင်နံပါတ်1ချက်အနေနဲ့ယေရှုခရစ်နဲ့ကျွန်တော်တို့အသက်ရှင်ခြင်းရှိဖို့အရန်လိုအပ်တာဖြစ်တယ်ယောမအခန်းကြီး8ယောမအခန်းကြီး8အပိုင်းငယ်1ကိုကျွန်တော်အရင်ဦးဆုံးဖတ်ချင်တယ်ယောမအခန်းကြီး8အတူတကွဖတ်ရအောင်တင်းနဲ့သုံးယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်ဤတရားဒီအပြစ်တရားဤလက်မှ၎င်းတေခြင်းတရားဤလက်မှ၎င်းငါကိုကယ်လွတ်ပြီโอเคကျွန်တော်နောက်ကနေလိုက်ဆိုပေးပါယေရှုခရစ်၌တည်၍အသက်ရှင်စေသောဝိညာဉ်တော်ဤတရားဒီအပြစ်တရားဤလက်မှ၎င်းတေခြင်းတရားဤလက်မှ၎င်းငါကိုကယ်လွတ်ပြီလက်ခုပ်တီးလက်နှုတ်ကပတ်တော်ကိုတည်ပြကြဟာလေလုယာဟာလေလုယာယေရှုခရစ်၌တည်တဲ့သူကားတဲ့အပြစ်တရားဤလက်မှ၎င်းတေခြင်းအရာမှ၎င်းကျွန်တော်ကျမကိုကယ်လက်တော်မူပြီတဲ့ဟာလေလုယာဟာလေလုယာဟာလေလုယာအဲ့ဒီဘဝဟောင်းအတိတ်ကောင်းမိမိရဲ့ဖြစ်ခြင်းမိမိရဲ့တည်ခြင်းမိမိရဲ့တန်ရှင်းခြင်းအားလုံးဒီအပြစ်ပဲဖြစ်တယ်အဲ့ဒီအရာတွေအားလုံးကိုယေရှုခရစ်ထဲ၌အသက်ရှင်နေယေရှုခရစ်ထဲ၌ကျွန်တော်တလုံးတဝတည်းဖြစ်နေတည်ခြင်းကို၎င်းအာမင်ရှင်ခြင်းကို၎င်းအရာအားလုံးကိုသူကယ်လွတ်တော်မူပြီတဲ့ဟာလေလုယာဟာလေလုယာဒီကနေ့လူဟဲ့ဒီခဏကျွန်တော်တို့ပြောတဲ့လက်သေးတွေလောကရဲ့ခဏပြုံးမွေ့ခြင်းတွေထဲမှာဘယ်သူတွေနစ်မြုပ်နေသေးလဲတချို့ကအဆိုးဆုံးတို့ကဘယ်သူဆိုးဆုံးလဲဆိုတော့အဲ့ဒီအရာမှလည်းမပြောဘူးဖះเจ้าသွားဖို့လဲလူတွေကိုကြည်ရင်နဲ့သူကိုပါလဲစိတ်ဆိုးတယ်ဂိမ်းဆော်လာဆိုလည်းမဆော်ချင်ဘူးဖုန်းဆော်ကြည်လာဆိုလည်းမချီဘူး Messenger လည်းမချီဘူးဖုန်းတော်မှမကင်ချင်ဘူးနောက်ဆုံးမှလည်းအလုပ်တောင်မှမလုပ်ချင်တော့တယ် pressure ဝင်တဲ့လူတွေအများများတယ်အဲ့ဒီအဆင့်ရောက်ပြီဆိုတော့ဒီကနေ့လုံးဝတင် update လုပ်ရမယ့်အချိန်တွေရောက်လာပြီဖြစ်တယ်တင်ကဘာလဲအဲ့ဒီဘဝဟောင်းထဲမှာပဲတင်ရှိနေဘဝဟောင်းထဲမှာတော့မတင်လုံးဝဟောအောက်ဆုံးဆင်းမှာတင်ရောက်နေပြီဆိုတော့ဒီကနေ့ကျွန်တော်သိစေချင်ပါတယ်ဒီကနေ့အဲ့ဒီဘဝဟောင်းထဲမှာရှိတယ်မိမိကိုမိမိမကယ်နိုင်ဘူးမိမိကိုမိမိမတန်ရှင်းနိုင်ဘူးမိမိကိုမိမိမလွတ်မြောက်နိုင်ဘူးဟုတ်ပါလေဒါပေမဲ့ဒီကနေ့ယေရှုခရစ်၌တင်ဒီအသက်ရှင်လင်းနဲ့တင်းရဲ့တေခြင်းကနေတင်းကိုရှင်ခြင်းကိုကယ်တင်ပြီးတဲ့ဘုရားဖြစ်တယ်လို့ပြောပါတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီຢာကဘယ်မှာအတိမပြုတ်လဲဆိုတော့ကျွန်တော်စုမတောင်းနိုင်တဲ့အချိန်ကျွန်တော်ကိုနားလေပြီးသူတပတ်တချင်တွေနဲ့ချင်နေသူကျွန်တော်စုမတောင်းနိုင်တဲ့အချိန်ကျွန်တော်ကိုနားလေပြီးသူအတွေ့အကြုံပြီးတော့ကျွန်တော်ကိုရွှေဝဲယူစတဲ့ပြချင်မရ
ကျွန်တော်စုမတောင်းနိုင်တဲ့ချိန်ကျွန်တော်ကိုနာလည်ပြီးသူတပတ်တချင်တွေနဲ့ချင်းနေသူပြစ်တွေများပါစေကျွန်တော်ရဲ့အပြစ်တွေများပါစေကျွန်တော်ကိုလက်ခံပြီးသူအတွေ့အကြုံပြီးတော့ကျွန်တော်ကိုရွေးဝဲယူပြောင်းတော့သူတကောင်တွေလမ်းစာပြောင်းသူတွေအလုံးထားပြီးကျွန်တော်ကိုရှာတယ်ပြောင်းတော့သူတကောင်ပြောင်းတော့သူတကောင်တွေလမ်းစာပြောင်းသူတွေအလုံးထားပြီးကျွန်တော်ကိုရှာတယ်ကျွန်တော်ကောင်းလို့ချင်တာမဟုတ်မဆူတောင်းလို့ရတာမဟုတ်မဒီကြနာလေပြီဘူတီလာတဲ့ဂျေဇုတော်ကအလုံးလုံးပေးနေတယ်နောက်တစ်ခါထပ်ဆိုရအောင်ကျွန်တော်ကောင်းလို့ချင်တာမဟုတ်မဆူတောင်းလို့ရတာမဟုတ်မတေချာနာလေပြီဘူတီလာတဲ့ဂျေဇုတော်ကအလုံးလုံးပေးနေတယ်ဂျေဇုရှင်ယေရှုခရစ်တော်ကိုလက်ခုပ်သေးပြီးသူတို့ကချီးမွမ်းရဟာလေလုယာဟာလေလုယာမိမိကိုမိမိတည်တော်သူကလေငါဖြောင်းမလို့ကဲတင်ချင်းရတယ်လို့ तू လုံးဝမခံယူဘူးငါကောင်းလို့ငါတန်ရှင်းလို့ဖယားတခင်ရဲ့ချစ်ချင်းမြတ်တာရတယ်လို့ သူ့ကို तू မခံယူတော့ဘူးယေရှုအားဖြင့်ဖြစ်တယ်ဘာကြောင့်လဲယေရှုခရစ်ထဲ၌အသက်ရှင်ခြင်းရှိတယ်ယေရှုခရစ်ထဲ၌ဝမ်းမြောက်ခြင်းရှိတယ်ကဲတင်ခြင်းရှိတယ် तू ကောင်းကောင်းသိတယ်အဲ့ဒီလူကလေကျွန်တော်အမြဲတမ်းခုတလို့ပြောနေတဲ့ဇိုဆိုင်ဒီဘာမဆိုင်ဒီမတော်တော့ဘူးသူပဲမပြောတယ်လေယေရှုခရစ်ထဲ၌ရှိလို့သူစုတောင်းတလို့လည်းမဟုတ်တော့ဘူးအာမင်သူအထက်မှာကိုယ်ထိုးရရပါလေတန်ရှင်တော်ဝိညာဉ်တော်ယေရှုခရစ်တော်ကျင်းဝင်လာတဲ့ခါမှာသူအဲ့ဒီဆိုင်တွေကိုမတော်တော့ဘူးသူအဲ့ဒီလောကမှာဟိုဆိုးတယ်ဒီဆိုးတယ်ဟိုခါလာတယ်ဆိုးတယ်သူမတော်ချင်တော့ဘူးငါမလိုက်လေယေရှုအဖြစ်ငါလာပြီးသားအာမင်ဟာလေလုယာဟာလေလုယာငါဖြောင်းမှလွန်လို့မဟုတ်ငါကောင်းမြတ်လွန်လို့မဟုတ်ယေရှုခရစ်တော်ကိုယူတင်ဝတ်ဆောင်လာတဲ့ခါမှာသူ့ရဲ့ဖြစ်ခြင်းမကြည့်တော့မနဲ့ယေရှုခရစ်တော်ရဲ့ဘုန်းနဲ့လွှမ်းခြုံထားတဲ့အရာသူသိလာတဲ့ခါမှာအာမင်မဖြောင်းမှတဲ့အရာကနေဖြောင်းမှခြင်းကိုသူရလာတယ်အာမင်ဘာကြောင့်လဲယေရှုခရစ်ထဲ၌သူတလုံးတဝါတည်းရှိလာပြီအာမင်အဲ့ဒီယာကကိုဆူတောင်းတလွန်လည်းမဟုတ်ပါဘူးကောင်းမြတ်လွန်လည်းမဟုတ်ပါဘူးတကယ်တော့လေလူတွေကကိုကဘုရားကိုချစ်မှလို့ထင်တာတကယ်ကြတော့ကျွန်တော်တို့ကိုစချစ်တဲ့ဘုရားဖြစ်ပါတယ်တင်သူကိုကြောခိုင်တဲ့ရက်တွေတည့်ရဘဝဟောင်းတွေ history ဟောင်းတွေအများကြီးရှိတယ်ဒါပေမဲ့ယေရှုခရစ်တော်ကငါသားငါသမီးတင်ငါစချစ်တော်မဟုတ်ဘူးငါသားလည်းတင်ကိုစချစ်တဲ့ဘုရားပါလို့ဒီကနေ့တင်ကိုတင်လည်းပြောပါတယ် hallelujah hallelujah ဒီကနေ့ယေရှုခရစ်တော်ကကျွန်တော်တို့စပြီးချစ်တဲ့ယေရှု amen ပြောသေးတယ်သူဘာပြောသေးလဲယေရှုတော်ကကျွန်တော်တို့အလုံးလုံးပေးနေတယ်ကျွန်တော်ကောင်းလုံးချစ်တာဘာလဲအဲ့ဒါပဲစပြောသေးတယ်စုတောင်းလို့ရတာမဟုတ်မတေချာနာလေပြီယေရှုအဖြစ်ပိုပီတီလာတယ်
Jesus roga alolo be nize Hallelujah တခါပဲသူလှုပ်ရှုံနဲ့အမြဲတမ်းယေရှုခရစ်တော်တခါတည်းဖခင်တော်ရဲ့စုံလင်ခြင်းထဲမှာသူတိုးဝဲလိုက်တာနဲ့ဒီနဲ့ကျွန်တော်တွေ့ဟိုးထောင်ရအတွက်ဒီမြေကြီးအတွက်တာမဟုတ်ဒီတချို့ကပြောတယ်မြေကြီးမှာတော့မရဘူးတဲ့မဟုတ်ဘူးမြေကြီးမှာလည်းရတယ်အာမင်မြေကြီးမှာလည်းရတယ်ဟိုးအထက်ကောင်းကင်မှာဖခင်တော်နဲ့စိုးစံကိုလည်းရသေးတယ်ဟာလေလုယာဟာလေလုယာအဲ့ဒီရာကလုံးဝဘယ်သူမှဆွဲချလို့မရတဲ့ဘဝရဲ့ကြောင်းလဲခြင်းစစ်မှန်ဖြစ်တယ်အာမင်ဟာလေလုယာစနေပြည့်လည်းချီးမွမ်းရအောင်ကျွန်တော်စုမတောင်းနိုင်တဲ့ချင်းကျွန်တော်ကိုနားလေပြီးသူတပည့်တဲ့အချစ်တွေနဲ့ချင်းနေသူကျွန်တော်ပြည့်တွင်များပါစေကျွန်တော်ကိုပါလဲလက်ခံပေးတယ်အတွေ့အကြုံပြီးတော့အသက်ကိုစနေပြည့်ချီးမွမ်းမယ်ကျွန်တော်စုမတောင်းနိုင်တယ်တင်းရဲ့နာမမြဲတမ်းရှိနေတယ်တင်းကိုစာချစ်တဲ့ဖျားပါတွင်နဲ့ချင်းနေပြည့်တွင်များပါစေကျွန်တော်ရဲ့အပြည့်တွင်များပါစေတင်းကိုလက်ခံတယ်တင်းကိုလုံးဝလက်ခံတယ်ကျွန်တော်ကိုရွှေဝဲယူပြောက်တော့သူတကောင်တွေလမ်းစာပြောက်သူတွေအလုံးထားပြီးကျွန်တော်ကိုရှာတယ်ကျွန်တော်ကောင်းလို့ချစ်တာမဟုတ်မဆူတောင်းလို့ရတာမဟုတ်မဒီချမ်းနာလေဒီချစင်စားကြည့်ဘူတီလာတဲ့ယေရှုတော်ကအလုံးလုံးပြီးဆိုပါကျွန်တော်ကောင်းလို့မဟုတ်ဘူးကျွန်တော်ကောင်းလို့ချစ်တာမဟုတ်မဆူတောင်းလို့ရတာမဟုတ်မ Yes Lord Jesus ဒီကြနာလေဘူတီလာတဲ့ယေရှုတော်ကအလုံးလုံးပေးနေတယ်ဒီကနေ့ချစ်တော်ပါမရှိယေရှုခရစ်တော်ကိုတည်တဲ့အသက်တာကတင်းရဲ့ဘဝပြောင်းလဲခြင်းစက်မှမဟုတ်သေးဘူးနော်ဥပမာအဖြစ်ပြောရမယ်ဆိုရင်ကျွန်တော်တို့ဘဏ်အကောင့်မှာဘာမှကျွန်တော်တို့ပတ်စံထားတယ်အဲ့ဒီဘာမှငွေတွေအများကြီးရှိတယ်မသိဘူးလားသိတယ်ဒါပေမဲ့တင်းရဲ့ဘဏ်အကောင့်ထဲမှာရှိတဲ့ငွေအမောက်တလည်းတင်းရဲ့ပိုင်ဆိုင်ခြင်းတင်းရဲ့ပိုင်ဆိုင်မှုဖြစ်ပါတယ်ဘာမှပတ်စံဘလောက်ပဲများတင်းဘာမှပတ်စံမထားဘူးဆိုရင်တင်းရဲ့ပိုင်ဆိုင်မှုမရှိပါဘူးဒီကနေ့ဘာမှပတ်စံဘလောက်ရှိမလဲဆိုတော့တင်းသိပြီမဲ့တင်းဟာမဟုတ်သေးပါဘူးဒီကနေ့ယေရှုကိုတည်ခြင်းကတင်းရဲ့ပိုင်ဆိုင်ခြင်းမဟုတ်သေးပါဘူးဒီကနေ့ယေရှုခရစ်တော်ကိုပိုင်ဆိုင်ခြင်းဆိုတဲ့အရာယေရှုခရစ်တော်ရဲ့ကျွန်တော်အတွက်ကိုစားအာမင်ကျွန်တော်ရဲ့မကောင်းနိုင်ခြင်းကျွန်တော်ရဲ့မလှုပ်ဆောင်နိုင်ခြင်းကိုယေရှုတော်တက်ကြောင့်ကျွန်တော်ကိုကယ်တင်ပေးတယ်ကျွန်တော်ကိုစချစ်တဲ့ဘုရားဖြစ်ပါတယ်လို့ဒီကနေ့ဝန်ခံတဲ့အသက်တာဒီယေရှုခရစ်တော်ကိုရရှိပိုင်ဆိုင်ခြင်းဖြစ်ပါတယ်ဟာလေလုယာ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 အိုးရှာကျွန်တော်ကောင်းလုံးချစ်တာမ
တောင်းလို့ရတာမဟုတ်မဒီချာနာလေပူပူတီလာတယ်ဂျေစုတော်ကအလုံးလုံးပေးနေတယ်အတူတကွာမတည့်ရပြီဘုရားတကုပြန်လဲပြီးချီမရအောင်ဒီကနေ့အချင်းဆိုရင်လည်းကျွန်တော်ပြောချင်တယ်ဒီကနေ့ကျွန်တော်ကျမရဲ့အသက်တာတွေယေရှုခရစ်တော်ကိုတည်တဲ့အသက်တာပဲလားဒါမှမဟုတ်ယေရှုခရစ်တော်ကိုရရှိပိုင်ဆိုင်တဲ့အသက်တာဖြစ်ခြင်းတလားတည်တဲ့အသက်တာကနေဒီကနေ့လုံးဝယေရှုခရစ်တော်ကိုကျွန်တော်အတွက်ဖြစ်ပါလေလို့ဒီကနေ့ယေရှုခရစ်တော်ရတော်တဲ့အသက်တာကျွန်တော်ဒီကနေ့အင်ကိုပြန်တော်တဲ့ကောင်းချီးဖြစ်စေရအောင်ဟာလေလုယာတည်ခြင်းကတည်ရဲ့ပိုင်ဆိုင်ခြင်းမဟုတ်ဘူးယေရှုခရစ်တော်ကိုရရှိခြင်းဝန်ခံခြင်းကတည့်ရဲ့ပိုင်ဆိုင်ခြင်းဖြစ်ပါတယ်ဟာလေလုယာယေကျွန်တော်ကောင်းလို့ချင်တာမဟုတ်မစုတောင်းလို့ရတာမဟုတ်မဒီချာနာယေရှုအဖြစ်တေယေရှုအဖြစ်ဆုံးလင်းချရတာဂျေဇုတော်ကယေရှုအဖြစ်ဆုံးလင်းချကျွန်တော်ကောင်းလို့ရှိတာမဟုတ်မယေရှုအဖြစ်ပါစုတောင်းလို့ရတာမဟုတ်မJana le bodhi la re Jesus
ယေရှုအားဖြင့်ပါယေရှုအားဖြင့်ပါဆုံးလင်းခြင်းယေရှုအားဖြင့်ဒီကနေ့တည်တဲ့ဘဝကနေဒီကနေ့ရှိခြင်းဘဝပြောင်းလဲစေအောင်ကျွန်တော်တို့တမိုင်းတည်တဲ့အသက်တာကကျွန်တော်တို့ကိုဖျားဖခမင်းတို့နိုင်ငံတော်မှာပို့ဆောင်နိုင်ဘူးယေရှုကိုရရှိပိုင်ဆိုင်တော်သူသားလေဒီကနေ့ကောင်းကင်နိုင်ငံကိုပို့ဆောင်နိုင်တာဖြစ်တယ်တည်ခြင်းဘဝကိုပြောင်းလဲပေးပါကိုတော့တည်ခြင်းဘဝမှာရှိခြင်းဘဝကိုပြောင်းလဲစေပါ Hey Sha Ka Hey Sha Ka Hey Sha Ka Shi Jin Shi Jin Dora Shi Jin Shi Jin Dora Shi Jin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  Hey Hey Sha Ka Hey Sha Ka Hey Sha Hey Sha Ka Hey Sha Ka Dora Shi Jin Dora Shi Jin Dora Shi Jinကျွန်တော်တို့ကိုတည်ခြင်းကကျွန်တော်တို့ကိုမဆုံးလင်းစေနိုင်ဘူးကိုရောကိုရရှိပိုင်ဆိုင်မှသာလေကိုရောနဲ့ဝင်စားနိုင်မှာဖြစ်ပါတယ်ကိုရောတည်ခြင်းအသွေးခေါ်ဘဝဟောင်းနေကိုရောဒီကနေ့ခါချပါတယ်ကိုရောထိုင်နိုင်ဆုံးလင်းခြင်းကိုဒီကနေ့ဖက်သွဲပါတယ်ကိုရောကိုဘယ်တော့မှမလွတ်ချင်တော့ပါဘူးကိုရောနဲ့အတူရှိခြင်းမျက်မှောက်တော့ကနေဘယ်ရမှမတော်ချင်တော့ပါဘူးဘယ်ရမှမတောင်းတတော့ပါဘူးကိုရောကဆုံးလင်းခြင်းပေးတာကိုရောကဆုံးလင်းခြင်းပေးတာကျွန်တော်တွေ့ထောက်ရပါကျွန်တော်တွေ့ထောက်ရပါယေရှုကအသက်ရှင်ခြင်းကိုပေးတာယေရှုကအသက်ရှင်ခြင်းကိုပေးတာကိုရောကဆုံးလင်းစေတာကိုရောကဆုံးလင်းစေတာသက်ရှင်ခြင်းကိုရောကျွန်တော်တို့ရဲ့တမိုင်းပြောင်းလဲမှုကိုရောသားလည်းကျွန်တော်တို့ကိုတိုးထိပါအာမင်ကိုရောကိုမဖက်တွယ်နိုင်တဲ့ကျွန်တော်တို့ရဲ့နှလုံးသားကိုဒီကနေ့ပြောင်းလဲပေးပါအာမင်
ကိုရောကိုကြောခိုင်းတဲ့နှလုံးသားကိုဒီကနေ့ကိုရောကိုရတော့တဲ့တက်တာဖြစ်စေပါကိုရောနာလည်းမပါဘူးမဖြစ်ဘူးဆိုတဲ့အသွေးကိုလည်းပြောင်းလဲပေးပါကိုရောမြေမောင်တို့နဲ့ဝေးကွာတဲ့သူတွေကိုရောဒီကနေ့နှလုံးသားကိုပြောင်းလဲပေးပါတည်ခြင်းကတက်တာကနေရှိခြင်းရရှိပိုင်ဆိုင်ခြင်းတက်တာပြောင်းလဲစေပါကိုရောဒီချာနာလေတဲ့ဘုတိလာတဲ့ဂျေဇုတော်ကအလုံးလုံးပေးနေတဲ့ကျွန်တော်ကောင်းလို့ချစ်တာကျွန်တော်ကောင်းလို့ချစ်တာမဟုတ်မဆူတောင်းလို့ရတာမဟုတ်မဒီချာနာလေကိုရောအဖြစ်ဟိုဒီလာတဲ့ဂျေဇုတော်ကအလုံးတော်ပေးဝေခံပါဦးကျွန်တော်ကောင်းလို့ကျွန်တော်ကောင်းလို့ချစ်တာမဟုတ်မကိုရောသိချင်လို့ပါကိုရောရဲ့ဆူတောင်းလို့ရတာမဟုတ်မတေချာနာလေတဲ့ဘုတိနာတဲ့ဂျေဇုတော်ကအလုံးလုံးပေးနေတယ်တေချာနာလေတဲ့တေချာနာလေတဲ့ဘုတိနာတဲ့ဂျေဇုတော်ကအလုံးလုံးပေးကိုရောဖာဖျားဒီချိန်ဒီနာရဲ့အတွက်ကိုရောကိုကြည်စုတယ်နဲ့ကိုရောရှင်ရဲ့ချစ်ချင်းမေတ္တာကရုဏာတော်တွေသာသမီအရောက်စီတိုင်းအတွက်လုံလောက်တဲ့အတွက်ကိုရောကိုကြည်စုတယ်နဲ့ဆရာတော်ဘုံတော်အလျံပြီးအတ္တတာကိုဒီညမှာရောက်ရှိလာတဲ့သာသမီအရောက်စီတိုင်းအတွက်ကောင်းချီးဖြစ်စီတဲ့အတွက်ကြောင့်ကိုရောကိုကြည်စုတယ်နဲ့ဒီထက်မကသူရဲ့နှုတ်ဆက်ပစပ်များကိုပြီးတဲ့အတုံပြုတော်မူပါကျေးဇူးတင်တဲ့ကိုရရှင်နိုင်ငံတော်ကျယ်ပြန့်စေဖို့ရန်အတွက် Yes Lord ကိုရောကိုကျေးဇူးတင်တဲ့ဒီညကျမ်းနာရတဲ့နှုတ်ကပတ်တော်တရားတိုင်းခရစ်တော်ကိုသိယုံမကပဲနဲ့ကျွန်တော်ကျမကခရစ်တော်ကိုတကယ်ရတယ်ဆိုတာကိုတက်တည်ရှိဖို့ရတဲ့ရောက်စီတိုင်းကိုမဆတနာတော်မူပါအာမင်ဂျေဇုတော်ပေါင်းကိုရည်တွက်ချီးမွမ်းခြင်းနဲ့ကယ်တင်ပိုင်ရှင်ခရစ်တော်နာမကိုမြည်ပြု၍ဆုတောင်းစကားအနံပါမြတ်စွာဘုရားခင်အာမင်အာမင်ကျေးဇူးတင်နေဘုရားရှိခိုး